မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာဒေဝသူရစိတ်ခွန်ရေးသားသောနောင်ကြီးအိမ်ဆရာတော်ကြီးဘိုးစီနာ၏မေတ္တာတရားဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်မေတ္တာတရားဟူသည်တည်ခံခြင်းခွင့်လွှတ်ခြင်းတနာကျင်နာခြင်းပင်ဖြစ်၏တိခံခြင်းကုံခွင့်လွတ်တတ်ခြင်းကုံတဦးတယောက်ပေါ်ကျင်နာတနာခြင်းကုံအားလူတိုင်းမထားနိုင်ကြပါတပည့်မိုက်သလိုဆရာကတပည့်ကိုတူပြီးမမိုက်နဲ့အော်ဒီကောင်လေးငါကတော်တော်လေးလိမ်မာတယ်မှတ်နေတာလူမိုက်လေးပဲဆရာသမားများတပည့်မလိမ်မာလဲဂယုဏတော်တော်နဲ့ပြောတတ်ကြတယ်စာရေးသူတို့၏ကျေးဇူးတော်ရှင်ပဲခူးမြို့သာသနာမန်တိုင်းပါရီတက္ကသိုလ်၌အဂမဟာပဏိတဆရာတော်ကြီးကစာသင်သားတန်ဃာတော်များကိုဩဝါဒပေးတဲ့စကားကိုတတိတရရှိမိသေးတော်၏ကိုတော်တို့နှစ်ကောင်မဖြစ်ကြစေနဲ့တဦးကိုတဦးတုပြီးတော့ပြိုင်ရန်မဖြစ်ကြနဲ့စကားမများကြနဲ့ညင်းခုန်မနေကြနဲ့ဟုမိန့်ခြင်းဖြစ်၏ယခုတင်ပြလိုသောအကြောင်းကစကိုင်းတိုင်းဒေသကြီးအရာတော်မြို့နယ်နောင်ကြီးအိမ်ရွာပြသူကျောင်းဆရာတော်ကြီးဦးစီနာဘိုးစီနာ၏မေတ္တာတရားကြီးမားပုံကြောင့်ပြောပြလိုခြင်းဖြစ်၏ဆရာတော်ကြီးကလူပြည်ကြီး၍နှက်ထီးဆန်လေပြီဆရာတော်ကြီးပြန်လွန်တော်မူပြီးမှဆရာတော်ကြီးဤတပည့်တာတီးဆိုသူကပြောပြသည်ကိုရေးဖွဲ့တင်ပြရခြင်းဖြစ်၏တည၌လာဆိုင်ရက်ဖြစ်၍လာရောင်လေးကပြုတ်ပြုတ်ပြက်ပြက်လင်းအားမကောင်းသည်စောစောပင်လာကားဝင်ခဲ့ချေ၏ကျောင်းသားကိုရင်များသည်ဖျားဝတ်ပြုပြီး၍အိပ်ရာထဲပင်ရောက်နေကြချေပြီဆရာတော်ကြီးကကရမတ်ပင်အောက်ရှိကွစ်ပစ်လေးပေါ်တွင်သင့်မိုင်အဟောင်းကိုခင်းပြီးဖျားဝတ်ပြုပရိယောမြတ်တာဖို့အမြပေးဝေပြီး၍ဗုဒ္ဓနုဒ္ဓရီပွားများလျက်ပရိစိတ်နေ၏တညတာပြုဝဲကိစ္စများပြီး၍ကျိတ်ဆက်ရန်ကုတီသွားပြီးကြောင်းကြီးပေါ်သို့တက်ခဲ့၏ရှေးဘုံကြီးဖြစ်၍ပစ္စည်းရကပေါ်၏မူးစုပဲစုခစ်ဖြစ်၍အသင့်ရှိဆရာတော်ကြီးဘိုးစီနာသည်လှေကားမှတက်လာပြီးငါးခုမြောက်လှေကားနှင်းခုံသို့ရောက်သောအခါတဦးတယောက်သည်နောက်ကနေတက်လာပြီးဖုန်ကြီးကြောကိုတန်းတန်းနဲ့ထောက်ထားပြီးဖုံအော်နဲ့ဖျားကြောင်းတကားသာဖွင့်မှဖျားဟု၍တပည့်တာတီ၏အတန်ဖြစ်သည်ဆရာတော်ကြီးသည်စဉ်းစားမိငါရဲ့အသက်ကိုတော့အန္တရာယ်ပြုမှာမဟုတ်ဘူးသူလိုချင်တာပေးရင်ရမှာပဲဟုစိတ်ထဲကအောက်မေ့ပြီးခါးကြမှာလက်ရွေထားသောတော့ကိုယူ၍ဖွင့်ပေးရင်မလုပ်ပါနဲ့ကွယ်မင်းလိုချင်တာယူဖို့ဟု၍ကြောင်းတကားကိုဖွင့်ရင်မေတ္တာရက်ခံ၏ကျောင်းပေါ်တက်သို့ရောက်သောအခါဆရာတော်ကြီးဘိုးစီနာသည်ဖျားရှိတင်ပြလေးပေါ်တွင်ထိုင်ရင်းတာတီရဲ့မိုက်ပါကွာဟုဆိုတော်မူ၏တာတီသည်ဆရာတော်ကြီးကိုဝတ်ပြုရင်းတပည့်တော်စားစရာမရှိလို့ကြံရတာပါဗျာမျက်နှာညှိုးငယ်စွာဖြင့်တပည့်ဖြစ်သူတာတီသည်ဆရာတော်ကြီးကိုရှောက်၏ယူထားသည့်မိန်းမကအပြင်ပြင်းရတဲ့အထဲဖြစ်လိုက်သည်တာသမီက9ယောက်တာတီသည်မကြံစီသင့်တာကိုကြံရလေတော့၏ဆရာတော်ကြီးကမင်းအခုငါ့ကိုတနက်နဲ့ကြောထောက်ပြီးကြောင်းမော်တက်တော့ငါကခွင့်လွတ်တဲ့ထောင်တရားဥပဒေကတာတီးသည်လက်တော့ဘွားအနွမ်းလေးနဲ့ထုတ်ထားသောပစ္စည်းကိုပြရင်အရှင်ဘုရားတပည့်တော်ဘုန်းကြီးကိုကြောထောက်တာတနက်မဟုတ်ပါဗျာဒီပစ္စည်းလေးပါဘုရားဟုဆိုကာစေးတံအိုလေးတစ်ခုကိုထုတ်ပြ၏ဆရာတော်ကြီးဘိုးစီနာသည်တပည့်ထုတ်ပြသောပစ္စည်းကိုကြည့်ရင်အော်မင်းကစေးတံအိုကိုတနက်လုပ်ပြီးငါ့ကိုဓမြတိုက်တာပေါ့လူမိုက်မင်းအခုဘာလို့ကျင်တာလဲပြောဆရာတော်ကြီးသည်အေးဆေးဆေးဖြင့်တပည့်မိုက်တာတီးကိုမေးတပည့်တော်တို့မိသားစုထမင်းနဲ့မှန်လို့ကြံမိတာပါဖေဟာစံသုံးပြီလောက်စွတ်ပါဖေဟာဆရာတော်ကြီးသည်တပည့်တာတီးကိုပြုံးပြီးကြည့်ရင်ကဲမင်းကိုယ်တိုင်ဟောအခန်းထဲကတောင်းမှပြီးယူသွားလိုက်လူမိုက်တာတီးသည်ကြက်သေးကန်းထဲမှဆံကိုတောင်းလိုက်ယူလာပြီးဖုံးကြီးရှိချကရှစ်ခိုးပြီးဖုံတပည့်တော်ပြန်တော့မယ်ဖေဟာဆရာတော်ကြီးကအေးလူမိုက်နောင်ဒီလိုမလုပ်နဲ့ကိုဆရာသမားကိုဟုဆုံးမလိုက်တော့အခါတပည့်တာတီးကမှန်ပါဖေဟာဖုံတကားလုံးကြုံပဲ့ဦးဖေဟာဟူတဲ့တကယ်တော့ဘိုးစီနာသည်ကြောက်တတ်၏တပည့်ဖြစ်၍မကြောက်ခြင်းဖြစ်၏နောက်တပည့်တာတီကျောင်းကိုလာသောအခါဆရာတော်ကြီးသည်မဟုတ်ငပြောသည်စသဖြင့်ကြိုမွေ၏မေတ္တာမပြတ်ပါရော့အစားငါတပည့်နောင်မမိုက်နဲ့တော့ဟုပြောကာစားစရာများကိုကြွေ၏တကယ်ကိုမေတ္တာတရားကြီးမားကြပါပေ၏စားတစောင်းပေးတစ်ဖွဲ့ကြံရစ်ခဲ့ပေ၏စကိုင်းတိုင်းဒေသကြီးအရာတော်မြို့နယ်နောင်ကြီးအိမ်ရွာပြသူကျောင်းဆရာတော်ဘိုးစီနာသည်မိမိကျောင်း၌အလှူဒန်းရှိ၍ရွာနီးချုပ်ဆက်မှကိုတော်များကျောင်းတိုင်းဘုန်းကြီးများကြော့လာလျင်အရှင်ဖျားတို့ဒူးထောင်ပေါင်ကကြိုက်သလိုသတင်းတုံးနေတော်မူပါဖျားဟုခွင့်ပြုစကားဆို၏စွန်ဖုံပေးသောအခါအာဂန္တုယဟန်ငယ်များကိုအရှင်ဖျားတို့လက်တန်ရှိသလောက်စိုးဟင်းခွက်များကိုနှိုက်ယူဖုံးပေးတော်မူပါဖျားဟုလည်းခွင့်ပြုစကားမိန့်ကြားတတ်သည်ဘိုးစီနာ၏စကားတခွန်းကရှိသေး၏တက်ကြီးစကားတက်ငယ်ကြမှတ်သားကြစေရန်ဆိုသည်နှင့်အညီကျမ်းမာရေးသတိပေးစကားဖြစ်၏ဆရာတော်ကြီး၏မမေ့စရာစကားက66ပါးယောဂဖြစ်လျင်မကြီးပင်နဲ့တမပင်အောက်ကိုဝင်မကြီးပင်နဲ့တမပင်အောက်ရောက်ယောဂလည်းပျောက်ဟုတဲ့ဘဝနဲ့နန်းဆံများတော်မူပြီးဖြစ်သောဆရာတော်ကြီးအားအခါကဥညွတ်တရိယာလျက်တ
ဒီဗီဒီယိုလေးကိုစုံနေကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးဒီမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်